မဖဲဝါလို့ပြောလိုက်တာနဲ့ညဘက်ရောက်ပြီးဆိုရင်အကောင့်တစ်လုံးကိုကောင်းမော်ရက်ပြီးလေးနေရာဝဲနေတဲ့စပင်ရှင်နဲ့အင်ကြီးအဝါရောင်ကိုဝက်ကရွာရဲကိုရှောက်ပတ်သွားနေတဲ့မိန်းကလေးကြောက်လို့ပြောကြပါတယ်တကယ်လို့အဲ့မိန်းကလေးကအဲ့ဒီအိမ်ရှိမှရက်ပြီးသူ့ရဲ့အကောင့်ကြီးကိုချထားလိုက်မယ်ဆိုရင်တော့အဲ့ဒီအိမ်ဟာကန်ဆယ်မှုတွေနဲ့ကြုံရပြီးမိသားစုဝင်တယောက်ယောက်ကတည်ကြည်ပျက်စီးကြမှာဖြစ်ပါတယ်ဒီမှာတော့တစ်ချိန်ကကျွန်မဆွေးထားခဲ့မှုတဲ့လူသားခါသည်ခွေးသားချိုသည်ဆိုတဲ့ဆိုင်မုတ်ကဘယ်ကနေဘယ်လိုဖြစ်ပေါ်ခဲ့တယ်လဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။အဲဒီဆိုင်မုတ်ကြောင့်ပြောရမယ်ဆိုရင်မဖဲဝါဆိုတဲ့တနာဆရာမိန်းကလေးတယောက်ရဲ့အကြောင်းကိုအရင်ဆုံးပြောပြရမှာဖြစ်ပါလိမ့်မယ်။ကောင်းမမင်းဆက်ရဲ့90မြောက်ဘာကြီးတော်မင်းစကိုင်းမြဲလက်ထက်မှာမိန်းကလေးတယောက်ရှိခဲ့ပါတယ်။မဖဲဝါကပြမျိုးစာတီဖြစ်ပြီးတော့မောင်ကျန်စစ်ဆိုတဲ့အကူတယောက်ရှိပါတယ်။မိဘနှစ်ပါးရှေ့စနောက်ဆက်ဆုံးပါသွားပြီးတဲ့နောက်မှာတော့မဖဲဝါဟာသူ့ကိုယ်နဲ့တူတူနေထိုင်ခဲ့ပါတယ်။မောင်ကျစီမှာစရဲတော်ကြီးဖြစ်နေအမှုထမ်းနေပြီးဘွဲအမိကတော့မင်းရဲ့ထိပ်ပါဖြစ်ပါတယ်။မောင်ကျစစ်ကနှမဖြစ်သူမဖဲဝါကိုချစ်ပြီးမြဲတေးရီတရက်ကိုအလွန်ပဲကြိုက်နှစ်သက်ပေါ့။အဲ့လိုတေးရီတရက်တောက်စားရနေကလည်းတကိုးရမြတွေနဲ့လက်ပိုးတတိပေါင်းပြီးပြင်မျိုးစားကိုပုံကံမိခဲ့ပါတယ်။အဲ့ဒါအပြင်မျိုးစားကမောင်ကျစစ်ကိုဖမ်းဆီးတပ်ဖြတ်ဖို့အတွက်စစ်တီရဲမှတ်တွေကိုအမိန့်ပေးလိုက်ပါတယ်။မောင်ကျစစ်လည်းအဲ့ဒီကြောင့်ကိုစကြချင်းအိမ်ကိုအမြဲတမ်းလာပြီးတော့မိုင်းအမောင်တို့ထွက်ပြေးမှဖြစ်တော့မယ်ပြီးမှဆက်နေအသက်ခံရလိမ့်မယ်။အဲ့လိုပြောပြီးတော့မောင်ကျစစ်ဟာမဖဲဝါကိုခေါ်ပြီးအေယာရီမြေကြောင်အတိုင်းရွှဲလွင်ပြီးတော့ထွက်ပြေးပါဦးတယ်။အဲ့နောက်မြေချအေးရိုင်ပေါ်များပြီးတပ်ပင်နေထူထက်ကလူနေနေပါတဲ့အရေးဒေတာတစ်ခုစီကိုရှောက်လာခဲ့ပါတယ်အဲ့ဒီတောင်မှရှိတဲ့အထောင်ရှာခဲရွာလေးမှာမောင်နှမနှစ်ယောက်ဟာမတိမရှာလူစင်းရဲ့အသွင်နဲ့မောင်ကျစစ်ကမောင်ဆမ်မဲ့မဖဲဝါကမသိဦးလို့အမည်ပြောင်းပြီးတော့ဆက်မြုပ်ပြီးတော့နေထိုင်ခဲ့ကြပါတယ်မောင်ဆမ်မေကမင်းပူရန်ဖြစ်တာလောက်ကန်ခဲ့ပြီးဘာအလုံးမလုပ်ခဲ့ဘူးလားကြောင့်တငါအလုံးအင်းအလုပ်ကိုသာလောက်ကန်ခဲ့ပါတယ်မဖဲဝါခင်ဗျားလေးတငါအလုပ်ကိုမနှိမ့်မြုပ်ပြီးမရှောင်လဲနိုင်တဲ့ကကြမ္မာကြောင့်မလွဲမရှောင်သာလောက်ကန်ခဲ့ရပါတယ်မောင်ဆမ်မေတို့မောင်နှမနှစ်ယောက်ဟာအခုတို့အလုံးနဲ့အကျိုးပေးတယ်ပဲပြောရမလားခဏလေးတွင်မှလူချမ်းသာစင်ဝင်လာခဲ့ပြီးအင်းတကြီးဖြစ်လာခဲ့ပါတယ်မောင်ဆမ်မေကငကိုရဲကောင်မှအရက်ကိုကြိုက်နေတတ်တဲ့သူဖြစ်တာကြောင့်အင်းတကြီးဘဝရောက်သွားတဲ့ချိန်မှာတော့စိတ်ကြမ်းလူကြမ်းနဲ့အမြဲလိုတောက်စားမှုရနေပါရဲ့မဖဲဝါခင်ဗျားလေးသူမရဲ့ချောင်းမလာပါရဲ့ရုပ်ရည်ကြောင့်ရွာရဲကတတိတကြွတွေကသဘောကျနှစ်သက်ပြီးမြအကိုဖြစ်သူမောင်ဆမ်မေကိုကြားရတာကြောင့်အနာတော်မကဲ့ရဲကြပါဘူးဒီလိုနဲ့မဖဲဝါတော်မောင်နှမနှစ်ယောက်အတွက်ကန်ဆိုးမောင်ကြရည်နေကိုရရှိလိုလာခဲ့ပါတယ်အိမ်ကြီးကလီပြင်းနေတိုက်မိုးရီသေးထန်စွာရွှာနေခဲ့ပါတယ်မဖဲဝါလည်းအိမ်ကြီးဘောက်ကနေအကောင်းကင်ကြီးကိုကြည့်ပြီးတော့ငါမောင်ကြီးတော့အိမ်ပြန်မလာဘဲနဲ့ကင်းဆောင်တန်လေးမှာပဲနေနေရတော့ရတောင်ရှိပါဘောလားနေထိုင်မှကောင်းရဲ့လားငါလိုက်တော့မှပါပဲလေအဲ့လိုကြွေးပြီးတော့မဖဲဝါဟာနေလေးတစ်စင်းယူပြီးတော့အင်းထဲကိုလိုက်သွားခဲ့ပါတယ်ဒါပေမဲ့အင်းထဲကိုရောက်တော့အကိုဖြစ်သူကိုမတွေ့ရဘဲတောက်စားလက်စားအရာပိုင်းကိုသာတွေ့ခဲ့ရပါတယ်မောင်ကြီးလည်းမိုးရွာရဲ့ဘေးများသွားပြန်ပါလေသူပြန်မလာခင်ငါ့ရီဖော်ပြီးထားအောင်ပါပဲအဲ့နောက်မဖဲဝါဟာတဲနီကမြို့ကိုသွားဖော်ခဲ့ပါတယ်မောင်ဆမ်မေကတော့ငါးပေါ်လိုက်တိုင်းနည်းနည်းပဲရတာကြောင့်အကောင်းဆုံးဝါယူပါရလို့ထင်ပြီးဒေါသပုံချနေခဲ့ပါတယ်
မိုးကလေးရွာအရက်ကလေးမူနေတာကြောင့်ညောဖော်နေတဲ့မဖဲဝါကိုမကောင်းဆိုးဝါးထင်သွားခဲ့ပြီးတော့လက်ထဲမှာပါတဲ့ကိုက်ခုတ်ချောင်းနဲ့လွှဲခုတ်လိုက်ပါတော့တယ်ဒီလိုနဲ့မိုးကလေးကြိတ်အမိုးကလေးပြေလာတဲ့အချိန်မှာတော့နှမဖြစ်သူကိုမကောင်းဆိုးဝါးထင်ပြီးတော့ခုတ်တက်မိခဲ့တယ်ဆိုတာသိသွားပြီးတော့ချုံဝဲချငိုပါတော့တယ်သူညီမလေးသူ့ကြောင့်တည်ခဲ့ရတဲ့ဆိုတာကိုသိသွားခဲ့ပြီးတဲ့နောက်မှာတော့မောင်ဆမ်းမင်းဟာအရင်ကချက်စိတ်ကြမ်းလူကြမ်းနဲ့အရက်သားဖိပြီးတော့တောက်နေပါတော့တယ်လုံငန်းတူအင်သမားတွေကမောင်ဆမ်းမင်းရဲ့စိတ်တွေပြေလို့ပြင်ကတကုံမျိုးကလက်ရှိရန်ကုန်မြို့ကရွှေတကုံတပေါင်းပွဲတော်ကိုခေါ်သွားခဲ့ပါတယ်အိမ်မှာပဲမောင်ဆမ်းမင်းရဲ့အကူတို့ဘလောက်ကြီးရဲဆိုတော့အားလုံးကသိသွားကြပါတယ်ဖြစ်ပုံကတော့ရွှေတကုံစီရီတော်ကြီးကိုတခြားသူတွေကဥချပြီးတော့ကြောနေပြီးမြမောင်ဆမ်းမင်းကတော့မတ်တက်ရနေခဲ့ပါတယ်အတူဖျားဘူးလာကြတဲ့သူတွေကဖျားကိုဥချဖို့ပြောလိုက်တော့မှမောင်ဆမ်းမင်းဟာဖျားကိုမမြင်တွေ့ရတာကြောင့်ဥမချဘူးဆိုတာသိသွားခဲ့ကြပါတယ်မောင်ဆမ်းမင်းလည်းရှက်စိတ်ကြောက်စိတ်တွေကြောင့်ရွာကိုချက်ချင်းပြန်လာပြီးဖျားကိုရွှေချမယ်စားငါအိမ်ကရွှေချမှာပေါ့အဲ့လိုပြောပြီးတော့ရွှေတကုံစီရီတော်ကြီးတွေရှိစုထားတဲ့ရွှေကိုအင်းလေကတိုက်ထဲမှာရွှေချခဲ့ပါတယ်ရွာတွေကလူတွေကတော့မောင်ဆမ်းမင်းနဲ့မဖဲဝါတို့ကြောင့်ပြောင်းမဆုံးနိုင်ဖြစ်ခဲ့ကြပြီးတော့တနာကြတောင်ဝေကရကြဖြစ်ကုန်ပါတယ်မဖဲဝါခင်ဗျားတို့အစင်းသေးရဲ့အဖြစ်နဲ့မကျွတ်မလွတ်ဖြစ်နေပြီးနေစရာမရှိတာကြောင့်ရွာဦးကျောင်းမဆရာတော်အားအိမ်မက်ပြီးနေစရာတောင်းခံခဲ့ပါတယ်အဲဒါကြောင့်ဆရာတော်ကရှာသားတွေကိုအတိပေးပြီးမဖဲဝါအတွက်ရှားခဲတုတ်တံမှာနေစရာစောက်ခိုင်းကရှားခဲတုတ်တံကိုအပိုင်စားပေးလိုက်ပါရီဒီလိုနဲ့တိတ်မကြခင်မှာပဲအခုဖြစ်သူမောင်ဆမ်းမင်းတယောက်လေးမစားမတော့ပဲအရက်တီအလုံးစုံတောက်ရကနေမဖဲဝါရဲ့နောက်ကိုလိုက်သွားရရှာပါရီအခုတော့ကြည်လာတဲ့မောင်ဆမ်းမင်းဟာတည်သွားတော့လေနှစိမ့်ဖြစ်သွားခဲ့ပြီးရှာသားတွေကသူ့ရဲ့အိမ်ဘေးမှာနေစရာနှစ်ကိုဆောက်လုပ်ပြီးခဲ့ပါတယ်အဲ့ဒီချိန်ကနေစလို့မပြေဝါဟာညဘက်ဆိုရင်အကောင့်ကြီးကိုထမ်းပြီးတော့စပင်ဖန်လာချကလူတွေရဲ့ဝိညာဉ်ကိုနှောက်ယူဖို့အတွက်ရွာထဲမှာရှောက်သွားနေတတ်ပါတယ်မပြေဝါကအဝါရောင်ကိုသာကြိုက်နေတဲ့တာကြောင့်သူမကိုအဝါရောင်ဝတ်စုံတွေပဲအမြဲမြင်တွေ့နေရတာဖြစ်ပါတယ်မဖဲဝါကသူမရဲ့ခေါင်းတလားကြီးကိုအိတ်တဲ့အင်းရှိမှချလိုက်ပြီးဆိုရင်တော့ဘယ်နဲ့ယောက်ျားနဲ့အဲ့ဒီအိမ်ကလူတစ်ယောက်ကတော့တည်နေတာတွေ့ရမှာပဲဖြစ်ပါတယ်တဖြည်းဖြည်းနဲ့မဖဲဝါရဲ့တရင်ဟာပြန့်နှံ့လာခဲ့ပြီးတော့အဲ့ဒီအကြောင်းကိုအထောက်တော်တွေကနေတစ်ဆင့်ကုန်းမောင်မင်းဆက်ရဲ့80မြောက်ဟန်တာရီမင်းကကြားသိသွားခဲ့ပါတယ်အဲ့ဒါကြောင့်မဖဲဝါကိုတုတ်တန်အားလုံးရဲ့အဆောက်အအုံဖြစ်နေဖို့အတွက်အမိန့်တော်ပြန်လည်ထုတ်ခဲ့ရပါတယ်အဲ့ချိန်ကနေစတင်ခဲ့လို့တုတ်တန်ဆောင်မဖဲဝါလို့ဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့နောက်ပိုင်းခေတ်တွေရောက်လာတဲ့အခါမှာတော့မဖဲဝါကဆရာတော်တစ်ပါးစီကိုသွားပြီးတော့သူမဟာမစားရမတော့ရတာကြားနေပြီဖြစ်တာကြောင့်လူသားဆောက်ကျင်လေးကြောင်းရှောက်တင်ခဲ့ပါတယ်ဆရာတော်ကလည်းတစ်ဖက်လေးနဲ့လူသားချိုပါကစားလူကစားနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီတင်ကတနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့ပြီးတော့လူတွေဟာလည်းကြောက်လန့်ကုန်ပါတယ်ဒါကတော့လူသားခါသည်ခွေးသားချိုသည်ဆိုတဲ့ဆိုင်မှုဖြစ်ပေါ်လာတဲ့တမိုင်းကြောင်းလေးပဲဖြစ်ပါတယ်။နေရာဒေသလိုက်ဗဆက်ရာဇဝင်ချင်းလည်းမတူညီနိုင်တာမို့လို့ကွဲလဲချက်လေးရှင်လေးတိကျပေးဖို့အတွက်မိသားရက်ခံချင်ပါတယ်။ဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တင်မှာလည်းတိတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာကောင်းလေးတွေကိုစဉ်းစားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကို like and subscribe လေးလုပ်ပြီးဘေးနား notification လေးကိုနှိပ်ထားပေးဖို့လေးတောင်းဆိုချင်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပေးတင်ရှိပါတယ်